သူဝိနတာမာဇတ်တော်ဟာဗုဒ္ဓအလောင်းတော်တဲ့မေတ္တာပါရမီကိုအထူးပြုဖော်ပြတဲ့ဇလံဖြစ်ပါတယ်မိဘအပေါ်ထားရှိတဲ့အထုယူဖွယ်ရာသိက္ခာတမာတိနဲ့လှုပ်ကြွေးပြုစုပုံကိုအဓိကထားပါတယ်အလောင်းတော်သူဝိနတာမရဲ့မိဘနှစ်ပါးဟာလွတ်ပေါင်ကိုစွန့်ခွာပြီးတောထဲမှာယဟန်ပြုနေကြသူတွေဖြစ်ပါတယ်တနေ့မှာကန်ဆိုးမုံမောင်ကြပြီးမွေဆိုးတကောင်နေထိုင်တော့တောင်ဖို့အပေါ်မူးရည်ဝင်စေခဲ့မိလို့မွေဆိုးကိုဒေါသထွက်စေမိခဲ့ပါတယ်မွေဆိုးရဲ့အစိမ့်ငွေကြောင့်မျက်စိနှစ်ဖက်စလုံးကွဲသွားကြပါတယ်သူဝိနတာမဟာမျက်မမြင်မိဖနှစ်ပါးကိုတောထဲမှာအဆအရာရာပြုစုဆောင်ရှောက်ပါတယ်တောကောင်လေးတွေနဲ့အတူရေခတ်စင်းခြင်းတတိရှာခြင်းစတာတွေကိုမြစ်ကာရှိထားပြီးလှုပ်ဆောင်ပေးခဲ့ပါတယ်သူဟာမြစ်ကာတရားအလွန်ကြီးမားလာကြောင်းတောထဲကတားရဲတလိษံတွေကတော့သူ့ကိုချစ်ခင်ကြပြီးဘေးအန္တရာယ်မပြုတ်ကြပါဘူးဒီနေ့မှာဗာရာဏသီမင်းကြီးပြည့်လျက်ခါဟာတောကစားရင်ရေခက်ဆင်းလာတဲ့သူဝနတာမာကိုတားကောင်ထင်ပြီးအစိတ်လူများနဲ့ဖြစ်လိုက်မိပါတယ်သူဝနတာမာဟာများမှန်ပြီးလဲကျသွားတဲ့အချိန်မှာတော့မင်းကြီးကိုရန်မှုပဲကျွန်ုပ်သေးရင်မျက်မမြင်မိဘနှစ်ပါးဘယ်လိုလုပ်မလဲဆိုပြီးမိဘအတွက်ပဲပူပန်ခဲ့ပါတယ်မင်းကြီးဟာမိမိမာပေါမှန်သိပြီးသူဝနတာမာရဲ့မိဘတွေစီတွားရောက်တောင်းပန်ပါတယ်မိဘနှစ်ပါးဟာတားတော်ရှိရာကိုလာကြပြီးတားတော်ရဲ့ဂုဏ်ကျေးဇူးတွေကိုရည်စူးကာသစ္စာဆိုကြပါတယ်မိဘတွေရဲ့သစ္စာတရားနဲ့လက်သမီးရဲ့ကူညီမှုကြောင့်သူဝနတာမာဟာအစိတ်တွေပျောက်ခင်းပြီးအသက်ပြန်ရှင်လာသလိုမိဘနှစ်ပါးနဲ့မျက်စိပြန်မြင်လာခဲ့ပါတယ်မိဘကိုလှုပ်ကြွေးပြုစုခြင်းဟာကြီးမြတ်တဲ့ကုသိုလ်ဖြစ်ပြီးမေတ္တာတရားဟာဘေးရန်တွေကိုကျော်လွှားနိုင်တယ်ဆိုတာကိုပြသနေပါတယ်